မနေ့4နာရီခွဲ9နာရီလောက်အနေထားပေါ့နော်IVU က expert ကနေသွားမှဖြစ်တဲ့ကြောင့်ပေါ့နော်ဒီလမ်းထိပ်မှာသွားပြီးတော့စောင့်ပေးရမယ်ဒီ expert ကဒီလမ်းထိပ်ကိုရောက်မှာပေါ့နော်ဒါကတော့ IV ရဲ့ offer လေးပဲဖြစ်ပါရဲ့ရှင့်သူကကြတော့လေမနက်ပိုင်းကကြတော့တော်တော်အေးရပေါ့နော်အေးရအတွက်ကြောင့်ဘယ်လိုခုံလဲသူကကားပေါ်မှာလည်းအေးရအဲ့ဒါကြောင့်အနွေးရလေးတော့မနက်ပိုင်းဆိုလို့ရှိရင်တော့ဝိတ်စီခြင်းနေပေါ့နော်အိမ်မှာကားရှိရတဲ့တမိသားစုလုံးပေါ့နော် expect ကားနေပဲသွားမှဖြစ်တဲ့အတွက်ကြောင့်အထုပ်ရည်ရများရပေါ့နော်အမှတွေ့ရဲ့အတိုင်းပဲပေါ့နော်အထုပ်ရည်ရများရဲ့အတွက်ကြောင့်ပေါ့နော်ဒီလမ်းထဲကနေလမ်းထိပ်ကိုဒီကားနဲ့ပဲပေါ့နော်အထုပ်တွေကိုပို့လမ်းထဲပြန်သွားအထုပ်တွေပြန်ပို့ပြီးတော့နောက်ဆုံးတော့မှလူ2ယောက်3ယောက်လောက်ကခြေချင်းတက်လာတာပါကားရောက်မှာကိုစောင့်နေကြရင်းနဲ့ပဲစောင့်ပြီးတော့ပေါ့နော်မိနစ်20လောက်ကြာတော့ကားရောက်လာပါရှင်ကားလေအဲကွန်းကတော့တော်အေးရပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးလေးဒီမနက်အစောပိုင်းမှာဒီဖျားစာတွေလည်းဖွင့်ပေးထားရပေါ့နော်နောက်ပြီးတော့ဒီကားရဲ့နာမည်အားကြတော့ပေါ့နော်ဒီ IV voice over သွင်းနေနဲ့မိသွားလို့နောက်ပြီးမှပြန်ပြီးတော့ပြပြပေးပါမယ်ရှင်အဲ့ဒါနဲ့ IV ကားပေါ်မှာအိတ်ငိုက်ပြီးတော့အိပ်ပျော်သွားပါတယ်အဲ့ဒါနဲ့ IV ပြန်နိုးလာတော့ပန်းတင်တော်မျိုးအဝင်ရဲ့ဒီ classic food ပေါက်မှာပေါ့နော် breakfast စားဖို့ဆိုပြီးတော့ကားရက်တဲ့အတွက်ကြောင့် IV ပြန်နိုးလာပါရဲ့ရှင်ဒါလေးရ IV စားပြီးရရှန်ခောက်ဆွဲပေါ့နော်ဒီကရှန်ခောက်ဆွဲတကယ်ကောင်းနေရှင် IV video clip လေးမြူလိုက်တာပေါ့နော်ဒီမိသားစုစားရဲ့ wine ဖြစ်နေလို့သူတို့အချင်းချင်းလေးစကားပြောနေရတဲ့ကြောင့် respect ရှိရဲ့အနေလေးနဲ့ IV video clip လေးမြူလိုက်တာပါရှင်ဗီဒီယိုကတူသွားပြီးတော့ voice over သွင်းတာရှေ့သွားရပေါ့နော်ခုကတော့ဒါကားပေါ်ပြန်အောင်နေပါပြီရှင့်ဒီအခုကပေါ့နော်အရှိမ coffee လေးတိုက်ပါရင်နောက်ပြီးသွားလို့ရှိရင် IV အဲ့ classic food ကောင်ကနေဒီရေခဲချောင်းတစ်ချောင်းဝယ်လာရေပေါ့နော်ခုကတော့ကားပေါ်မှာ toilet သွားနေတဲ့သူတွေနဲ့အကြံနေတဲ့သူတွေကိုစောင့်နေကြတာပါခုကတော့ပေါ့နော် IV တို့ရေဘုံမြတ်ထွန်းတသားကိုဖြတ်နေပါပြီရှင့်IV ရပေါ့နော် IV အတော်နဲ့တူတူဆန်ဆန်ဖြစ်တဲ့ကြောင့်ပေါ့နော်တော်တော်လေးတော့ခွေနေရပါတယ်ဒါကတော့ပေါ့နော် view လေးကအရန်လှပါတယ်ရှင်ဒါကတော့8နာရီခွဲ9နာရီလောက်တော့ရှိနေပြီပေါ့နော်ဒါကတော့ IV အတော်နဲ့ပါရှင်ဒီ view လေးကနေနေရောင်လေးနည်းနည်းထိုးနေတဲ့ပုံစံလေးကတော်တော်လှပါတယ်ပေါ့နော်ရှေ့ဆုံးခုမှဖြစ်တဲ့ကြောင့်ပို့ပြီးတော့ရိုက်လို့လှပါတယ်ကားရဲ့ပေါ့နော်ပထမလမ်းနဲ့ဒုတိယလမ်းဘယ်ဘက်ကောညာဘက်ကော IV တို့လူတွေပါပဲပေါ့နော်ဒီလွတ်နေတဲ့နေရာတွေကပေါ့နော် IV တို့လူပဲပန်းတနော်ရောက်မှတက်မှာပါဒါကတော့ vlog အသေးရိုက်မယ်ဆိုပြီးဆုံးဖြတ်ထားပေမဲ့အိတ်ပျော်သွားတဲ့ IV ရဲ့ရုပ်ကို IV ကာထားပါတယ်ဘေးကတော့အတော်ပါရှင်အတော်နဲ့တော့အမြဲခွေနေရပဲဒီ IV ကိုစီးရရဲ့ကားရဲ့ spare ရော driver ရောနောက်ပြီးတော့ဒီအင်အနက်ရောင်နဲ့ကိုကြီးရောပေါ့နော်တော်တော်လေးရောပေါ့နော်ဒီစစ်စင်ကြီးလေးကောင်းပြီးရောသဘောလေးကောင်းကြပါရဲ့ရှင်ဒါလေးကတော့ IV အိပ်ပျော်သွားပြန်ပါရဲ့ရှင် IV ပြန်နိုးလာတော့ပေါ့နော်တောင်တော့မဟုတ်ရှင်မျိုးကုန်းမြင့်နေကိုတက်နေပြီပေါ့နော်ခုကတော့ပေါ့နော်ဒီတောင်ဘက်လမ်းဒီဘက်ကိုနည်းနည်းလေးသွားနေပြီပေါ့နော်IV ကအဓိကငွေဆောင် vlog ကိုရိုက်ချင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီလမ်းက video clip တွေကို IV တိတ်ပြီးတော့မရိုက်မိထားပါဘူးရှင်လမ်းမှာတော့စစ်ရေးကြီးပိုင်းညာရှိပါရဲ့အဲ့ခါကျရင်လည်းဖုန်းသုံးလို့မရဘူးဖြစ်တဲ့ကြောင့် IV video clip မယူမိထားပါဘူးရှင် IV တို့ကဒီရှေ့ဆုံးမှာထိုင်ရလို့ရမသိဘူးတိတ်တော့မမူးပေါ့နော်နည်းနည်းလေးမူးတဲ့အခိုက်တက်နေရရှိအဲ့ခါကျရင်တော့အိတ်ငိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်တောင်ပတ်လန်အရန်များရဲ့အချိန်ဒီမှာမျိုးဆိုလို့ရှိရင်လည်း IV video clip မယူမိပါဘူးရှင်အားလုံးကလေတောင်ပတ်လန်ဖြစ်လို့လားမသိဘူးအရင်တော့ဆိုလို့ရှိရင်အနောက်တန်းနေလေးစကားပြောတဲ့နေပါကြီးကြားရပေါ့နော်သူတို့လည်းသူတို့ group နဲ့လာကြဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးချင်းချင်းစကားပြောတဲ့နေပြန်လည်ကြားနေရပေမဲ့တောင်ပတ်လန်ရောက်တဲ့အချိန်မှာတော့အကုန်လုံးတကားလုံးကိုညီကျသွားကြရပါရှင်ခုကတော့ပေါ့နော်ငွေဆောင်ရောက်တော့မှာပါရှင်အဲ့ဒါကြောင့်လေးပေါ့နော်ကားပေါ်အလူတဲ့ချိုးလဲနိုးလာကြပါပြီ IV ရဲ့တကယ်ကိုတက်ကြွမြူးတူးနေရပေါ့နော်တကားလုံးအိတ်နေပြီမဲ့ IV လုံးဝမအိတ်ပါဘူးရှင်အခုကတော့ပေါ့နော်ဟိုတယ်လေးရောမြင်နေရပြီဒါပေမဲ့ IV တို့တဲအသက်စီဟိုတယ်ကကျတော့ပေါ့နော်ထောင်းကြရဲ့ဘက်ကိုသွားပါတယ်ဒီငွေဆောင်မှာဆိုလို့ရှိရင်တော့ပေါ့နော်များတော့အဖြစ်ချောင်းတာလေးမျိုးဟိုတယ်တွေကအစင်လိုက်ရင်းစီတစ်ခုနဲ့တစ်ခုမရှိကြဘူးပေါ့နော်ဂျားရဲမှာတော်တော်များများချားပါတယ် IV တို့တဲဟိုတယ်ဆိုရင်တော့မှဘယ်ဘက်မှာဟိုတယ်တစ်ခုနဲ့ညာဘက်မှာဆိုရင်တော့တောအုပ်လိုမျိုးကြီးပဲရှိပါတယ်ခုကတော့ IV တို့တဲမဲ့ဟိုတယ်ဘက်ကိုသွားနေရင်းနဲ့ပေါ့နော်ဒီလမ်းမှာဒီလိုမျိုးလေးတွေ့ရလို့အရန်လှလို့ရိုက်ထားတာပါသူကလေကန်းကြီးလိုမျိုးလေးပေါ့နော်ကန်းဆက်တသေးလေးနဲ့အရန်လှပါတယ်ရေကတော့တော်တော်ကြီးရယ်ပေါ့နော်
ဒီဟိုတယ်ကြီးကလေငွေဆောင်မှာဈေးအကြီးဆုံးဟိုတယ်လို့ပြောရဲပေါ့နော်ဒါမဲ့သူကကျ sea view ဟုတ်မဟုတ်တော့ IV လည်းမသိဘူးပေါ့နော်ကားလည်းဟိုဘက်မှာပဲရှိပြီးတော့သူ့ရဲ့အရှိမလည်းကမ်းခြေမရှိပါဘူးပေါ့နော်ဒါမဲ့အနောက်ဘက်မှာရှိမလား IV လည်းသိချာမသိပါဘူးပတ်စံရှင်းတာမှာပေါ့နော်ဒေါ်လာနဲ့ရှင်းရဖြစ်တဲ့ကြောင့်နိုင်ငံခြားသားတွေလည်းလာကြတာပုံများပါတယ်တဲ့ဒါပေါ့နော်မသိရတဲ့အတွက် sharing လုပ်ပေးရပါ IV အောင်ခုမှသိရပေါ့နော်နောက်ဆုံးမှာတော့ပေါ့နော် IVU တဲဟိုတယ်ကိုရောက်လာပါပြီရှင်ဒါ IVU ကနောက်ဆုံးပဲပေါ့နော် IVU နောက်မှာဘယ်သူမှမရှိတော့ပါဘူးရှင်ဒီဟိုတယ်က IVU ကဒီထောင်ချဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါ IVU ကနောက်ဆုံးပါပဲပင်လယ်ရဲ့ view လေးကိုမြင်ရတော့မှမလို့ IVU ရောအရန်ပျော်နေပါတယ်အဝေးရနေအောင်မှာလိုင်းပုတ်တန်နေတော်တော်ကြားနေရတယ်ပေါ့နော်ဒီအသက်စီဟိုတယ်မှာကျတော့ပေါ့နော်တိုက်လူမျိုးကြီးရှိရဆိုပေမဲ့တိုက်လူမျိုးတွေကကျတော့ sea view မဟုတ်ပါဘူးရှင် garden view တွေပါနော် IVU တွေကလည်းကမ်းခြေရောက်တာနဲ့ garden view ဘာလို့နေမှာလဲ sea view ပဲနေရမယ်ဆိုတဲ့သူတွေကြီးပါပဲရှင်ဘန်ဂလိုလေးတွေကတော့ sea view ပေါ့နော်အဲ့ဒါကြောင့်ဘန်ဂလိုလေးတွေပဲ3လုံးလောက်ယူလိုက်ပါတယ်ခုကတော့ IV နေမဲ့ဘန်ဂလိုကိုရောက်ပြီပေါ့နော်ဒါကပေါ့နော်ငွေဆောင်ကတော့ချောင်းတာလာလို့အရန်မများဘူးပေါ့နော်ဒါတော့ IV တော်ပါရှင်ရောက်ချင်းသူဘာလုပ်လဲဆိုရင်တော့ဓာတ်ပုံရေးလိုက်ပါတယ်ခုကတော့ IV ရဲ့ room tour လေးကိုပြမယ်ပေါ့နော်ဒီမှာကတော့ဒီ2ယောက်အခန်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်2ယောက်ကြီးကနေပဲပါပါတယ်ဒီ2ယောက်ခန်းမှာမှ IV က extra bed ထိုးမှာပေါ့နော်ဒါကတော့ရုပ်ကတော်တော်အချီနီဆုံးနေပါရဲ့ရှင်သူရဲ့ aircon ကတော်တော်လေးအေးပါတယ်24 hours တော့မီလုံးဝမပေးပါဘူးရှင်ခဏတက်ဖြုတ်တော့ပြတ်ပါရဲ့နော်ဒါလေးရော bathroom လေးပေါ့နော်ဒီက mirror ကလည်းလုံးဝအကြီးပေါ့နော် mirror selfie စိတ်ချရလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လေဟိုတယ်ရဲ့ထုံးစံတိုင်းပဲပေါ့နော်ဆက်ပြားတို့တပုတ်တန်တို့ပေးထားပါတယ်သူကပေါ့နော်ဘတ်တော့မပါဘူးရှာဝါပါဘေးမှာတော့ toilet ပေါ့နော်ခုက IV ရဲ့ထုံးစံတိုင်း IV ဆက်စုရယ်ပေါ့နော်ပြီးတော့ garden ထဲမှာ dun လေးတွေ့လို့ IV ဒန်းစီနေပါတယ်သူကဒီမှာပေါ့နော် swimming pool လည်းပါပါတယ် garden ထဲမှာတော့ညနေခင်းဖြစ်တဲ့ကြောင့်နေရတော့တော်တော်လေးတော့ပူနေပါတယ်အဲဒါကြောင့် IV ဒန်းကိုလည်းကြာကြီးမစီးနိုင်ပါဘူး IV ကတော်တော်ပျော်နေပေါ့နော်ဘာလို့ဆို IV မွေးလေးကခုချိန်ကြီးငွေဆောင်တစ်ခါမှမရောက်ဘူးပါဘူး IV ငယ်ငယ်လေးကတည်းကနေခုချိန်ကြီးကိုချောင်းတာတော့ခဏကိုရောက်ဘူးပါတယ်အရင်နှစ်ကနေမဲ့2ခါလောက်ရောက်ဘူးတာပါဖြစ်ရှင်တော့ IV ကဗီဒီယိုကို mirror ပုံစံမျိုးဖြစ်နေအောင် IV မျက်နှာတစ်မျိုးဖြစ်သွားပါရဲ့ရှင်ဒါကတော့ညနေခင်းလေးပူရဲပေါ့နော်ဒါပေမဲ့လည်း IV လေစိမ်းတိုက်တာလေးခံလို့ကောင်းလို့ IV လမ်းထွက်လျှောက်ပါရဲ့ဟိုဘက်ချမ်းမှာ IV ပြတယ်လို့ပေါ့နော်အဲ့လိုမျိုးအပင်တွေပဲရှိတော့ရယ်ဟိုဘက်ချမ်းမှာလည်းဘာမှသိမ့်မရှိဘူးဘေးမှာဟိုတယ်တစ်လုံးပဲရှိပါတယ် IV ကိုပေါ့နော်ကမ်းခြေသွားပြီးလို့ပေါ့နော်ပြန်လာပြီဆိုလို့ရှိရင်အသားမဲရာတွေအသားညိုရာတွေရှိတတ်ပါတယ်အဲ့ဟာမျိုးတွေကလည်းနေလောင်တာတစ်ခုပဲကြောင့်မဟုတ်ပါဘူးနော် white skin သမားရေဆိုလို့ရှိရင်နေလောင်ပြီဆိုတာနဲ့အသားကြီးရဲတက်ကြပါတယ် IV ကို brown skin နေဆိုရင်တော့မှနေလောင်လို့ရှိရင်အသားကြီးနည်းနည်းလေးပန်းအောင်တန်းပါတယ် IV ကတော့ပေါ့နော်အခုပြင်းလို့ဆိုပြီးတော့အရှိမရောင်းတဲ့ anti စီကအကင်လေးဝယ်ဆိုင်နဲ့ပြောပြပါမယ်အာချောင်တာပေါ့နော်အာချောင်တာဆိုပေမဲ့လည်း IV ပြောတာတွေကမှန်ပါတယ်နော်သိရသူတွေကလည်း judge မလုပ်ပါနဲ့မသိရသူတွေအတွက် IV ပြောပြတာဖြစ်ပါတယ်နော်IV တို့ရဲ့အသားရည်တွေကမ်းခြေသွားပြီးလို့ညိုတယ်မဲတယ်ဆိုတာကအရှိကပြောသလိုနေရောင်ကြီးနဲ့အရန်မဆိုင်ပါဘူးเนาะတခြားနေရာတော့ IV လည်းမပြောတတ်ဘူးပေါ့เนาะကမ်းခြေဆိုရင်တောင်မှကမ်းခြေသွားရဲဆိုရင်တောင်မှဟိုတယ်ထဲမှာပဲနေရသူရေရဲခဏဆင်းနေသူရေရဲတိတ်မစင်းပဲအပြင်မှာပဲလမ်းလျှောက်တာဖြစ်ဖြစ်တကူလောက်တာဖြစ်ဖြစ်ပဲအမြဲလောက်တဲ့သူဆိုပြီးတော့အသားရောင်ကတိတိတသားပြောင်းလဲရင်တော့ဘယ်လိုပြောင်းလဲတာလဲဆိုရင်တော့ပေါ့နော်ကမ်းခြေမှာတိုက်တဲ့လေနဲ့အပြင်မှာတိုက်တဲ့လေဆိုတာကလုံးဝမတူဘူးเนาะကမ်းခြေမှာတိုက်တာကပင်လယ်ဘက်ကလာတဲ့လေစိမ်းဖြစ်ပါတယ်ပြင်မာတိုက်တဲ့လေဆိုတာကကြတော့ရိုးရိုးလေပဲဖြစ်တယ်ပေါ့နော်ပြင်မာတိုက်တဲ့လေကအလောက်ကြီးဘာမှမဖြစ်ပါဘူးဒါမဲ့တချို့ကမ်းခြေမှာတိုက်တဲ့လေစိမ်းကအသားရည်ကို6ကက်လွယ်ပြီးတော့ညိုမဲလွယ်စီပါတယ် IV ကတော့ခဏလောက်နားပြီးရနဲ့ရေရင်သွားကူတာပါရေကူးပြီးမှပဲဒီတိုင်းကမ်းခြေဘက်ကိုသွားပါမယ်ကမ်းစက်မှာသွားဆော့ပြီးမှရေကူးမယ်ဆိုရင်လုံးဝအဆင်မပြေပါဘူးနော်IV ကအခုတော့ရေကိုးပြီးသွားပြီပေါ့နော်ခုကတော့ကမ်းခြေသွားမှမလို့အရန်ပျော်နေပါပြီခုကတော့ IV ရေဆော့လုပ်ပြီးသားပါပြီဒီကတော့ပုံလေးတွေပေါ့နော်ရေဆော့လို့တော့တော်တော်လေးကောင်းပါတယ် IV ဒီ vlog ကိုအပိုင်း4ပိုင်းမဟုတ်ရင်3ပိုင်းလောက်နဲ့တင်ပေးပါမယ်နော်ကျောင်းစာတွေ
ပဲရှိသေးလို့ voice over မသွင်းနိုင်တာနဲ့အချိန်မရတာတွေကြောင့်ဒီ video view များမှာကျန်တဲ့ဘိုင်းတွေကိုလည်းဆက်တင်ပေးပါမယ်နော်ဆိုတော့ see you in the next video နောက် video မှာပြန်တွေ့ကြမယ်နော်